wanna gonna gotta kinda ဒီစကားလုံးလေးတွေကိုလေ့လာကြည့်ကြမယ်နံပါတ်1အနေနဲ့ wanna က want to ဆိုတဲ့စကားလုံးလေးကနေလာတာဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်လေးကတော့တခုခုကိုလှုပ်ချင်တယ်သွားချင်တယ်စားချင်တယ်လို့ပြောကြည့်ရင်အသုံးပြုရမှာဖြစ်တဲ့ဒီ wanna လေးရဲ့အနောက်မှာတော့ verb infinitive လို့ခေါ်တဲ့ငကိုမူလ verb 1 ပုံသဏ္ဍာန်ပေါ့နော် s3 es3 ဘာမှမပါတဲ့ verb ကိုကတ်လိုက်ပြီးတော့အသုံးပြုပေးရပါမယ်ဥပမာငါစားချင်တယ်လို့ပြောကြည့်ရင် I wanna အနောက်မှာစားတယ်ဆိုတဲ့ verb eat ပဲကတ်လိုက်ရုံပါပဲ s3 es3 မပါရပါဘူး I wanna eat ငါစားချင်တယ်ငါကိတ်မုံစားချင်တယ်လို့ပြောကြည့်ရင် I wanna eat cake ဆိုပြီးတော့အနောက်ကထည့်လိုက်ရုံပါပဲငါရေတောက်ချင်တယ် I wanna drink water ငါရေတောက်ချင်တယ်ငါအိတ်ချင်တယ် I wanna sleep ဒီလိုလေးသုံးလိုက်ရုံပါပဲနောက်တစ်ခုကကြတော့ gotta လည်းတူတူပဲသူ့ရဲ့အနောက်မှာ verb infinitive လေးပဲကတ်လိုက်ရမယ် gotta ရဲ့အဓိပ္ပာယ်က have to နဲ့တူတယ်ပေါ့နော်သူကကိုယ့်ရဲ့တာဝန်တွေဝတ္တရားတွေကိုပြောကြည့်ရင်အသုံးပြုလို့ရတယ်မြန်မာလိုအနေနဲ့ဆိုရင်တော့ငါလှုပ်ရမယ်ပေါ့နော်လှုပ်ရမယ်လုံမရမယ်ဆိုပြီးတော့ပြောကြည့်ရင်သုံးလို့ရပါတယ်ဥပမာ I gotta go ငါသွားရမယ်သွားမှရမယ်ဒီလိုပြောချင်တာပါ I gotta do my homework ငါအိမ်စာလုပ်ရမယ်အိမ်စာလုံမရမယ်ဒီလိုပြောတာပါ I gotta sleep ငါအိပ်ရမယ်ဒီလိုလေးပြောကြည့်ရင်သုံးလို့ရပါတယ်နောက်တစ်ခုကကြတော့ kinder က kind of ဆိုတဲ့စကားလုံးလေးကနေလာတာဖြစ်ပါတယ်သူ့ရဲ့အဓိပ္ပာယ်ကတော့နည်းနည်းပေါ့နည်းနည်းတော့ဒီလိုလေးအဓိပ္ပာယ်ပြန်လို့ရပါတယ် kinder ကိုသုံးတဲ့အခါမှာသူ့ရဲ့အရှိမ verb to be am is are was were တခုခုကတ်လိုက်ပြီးတော့အသုံးပြုပေးရပါမယ်ဥပမာနင်ပင်ပန်းနေပြီလားနည်းနည်းတော့ပင်ပန်းတာပေါ့ I am kinder tired ဒီလိုပြောရပါမယ်နင်အိတ်ချင်နေပြီလားနည်းနည်းတော့အိတ်ချင်နေ I am kinder sleepy ဒီလိုပြောလို့ရတယ်နည်းနည်းတော့အိတ်ငိုက်နေပြီပေါ့နော်နင်ဘိုက်စာနေပြီလားနည်းနည်းပေါ့ I am kinder hungry နည်းနည်းတော့ဘိုက်စာနေပြီနည်းနည်းဟိုလိုအများကြီးတော့မစားနိုင်သေးဘူးပေါ့နော်အစာပြေလေးတော့စားချင်နေပြီပေါ့နော်ဒီလိုလေးပြောချင်တဲ့အခါမှာ kinder လေးကိုထည့်သုံးလို့ရပါတယ်နောက်ဆုံးတစ်ခုကကြတော့ gonna ကလည်းတူတူပဲသူ့ရဲ့အရှိမ verb to be ပါပြီးတော့မှအသုံးပြုရပါမယ် gonna က going to ဆိုတဲ့စကားလုံးလေးနဲ့အဓိပ္ပာယ်တူတယ်သူကမကြခင်အနာဂတ်မှာပြုလုပ်တော့မယ့် activities တွေကိုပြောကြည့်ရင်သုံးရပါတယ်မြန်မာလိုအနေနဲ့ဆိုရင်တော့လုပ်တော့မယ်ပေါ့နော်ငါဒါလုပ်တော့မယ်ငါဒီဟာလုပ်တော့မယ်လို့ပြောကြည့်ရင်အသုံးပြုပါတယ်ဥပမာငါရေချိုးတော့မယ်I am gonna take a shower ငါရေ